အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြန်မာ crafter ရာသာတို့အဲ့အတန်လေးကိုမှတ်မိကြအောင်ပဲထင်ပါတယ်ဟုတ်ပါတယ်အရင်တော့မြန်မာ crafter ပါဒါကျွန်တော်တို့ legend ကြီးပေါ့ဗျာအခုတော့တူတဲ့ video ပြန်တင်နေပါပြီ Cheaper Craft S4 ဆိုပြီးတော့ကျွန်တော်ဒီနေ့တော့ Cheaper Craft ဘယ်တော့မှပြန်မရနိုင်တော့တဲ့ wall လေးပေါ့နော်ဒီ wall လေးကိုပြန်ပြီးတော့ကျွန်တော်ဟိုနောက်မှာဟို XP file ဒီ wall လေးကိုကျွန်တော်တို့လက်တစ်ခေါက်လိုက်ပြမှာဖြစ်ပါတယ်ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာ crafter ရဲ့အမွေအနှစ်တွေကိုထိမ့်သိမ်းခြင်းလို့ဖြစ်ပါတယ်ကဲဆိုတော့ video လေးကိုစရအောင်ကဲဒီမှာတော့ကျွန်တော်တို့ဒီမှာ 30k subscriber ပြေတော့နေတာပေါ်တေးရှိမယ်ပေါ့နော်ကျွန်တော်netလက်နေပါတယ်တီးခံပေးကြပါဟိုးမြန်မာနိုင်ငံတော့အလံရင်းရှိမယ်ပြီးတော့ဒီမှာက evil chicken နဲ့နွားနဲ့နွားတွေနေရကွာပြီးတော့ဗောနော်ဒီကတော့သူ့အိမ်ပါပကံ Kingdoms ဒါသူအရင်တော့အရင်ဦးဆုံးစောက်ခဲ့တဲ့အိမ်လေးပါဒါကျွန်တော်မှတ်မိသေးတယ်ဗောနော် but oh it's cool ဒီမှာသူ့ slime ကောင်လေးရှိမယ်ပြီးတော့မှခွေးချန်လေးသွားပြီးတော့ကျွန်တော်မှတ်မိသေးတယ်ဒီမှာ glowstone မယူလို့လောက်ခဲ့episode 34မှာ glowstone မလောက်လို့လေယူခဲ့တဲ့အချိန်တွေပေါ့ငါလေးငါ့ကိုစိတ်မဆိုးလောက်ပါဘူးဆိုပြီးတော့ကဲကျွန်တော်တော်တော်လေးလက်နေပါတယ်တီးခံပေးကြပါကဲတော့ခွေးလေးတွေရှိမယ်ပေါ့နော် okay spike အရှင်မပါရှိမယ်အစပြေဝိုင်းကလက်တာဝီးရှိမယ်အန်နာရှိပါမယ်ကဲဒီမှာ arena ရှိပါမယ် A few moments later ကဲကျွန်တော် creative ပြောင်းပြီးပါပြီ wow ဒီမှာပေါ့နော်ကျွန်တော် chunk ပြတ်တော့ဒီအောက်မှာလျှို့ဝှက်စခိုင်းလည်းရှိရပါတော့နော်ဟိုထဲမှာစောက်ထားတဲ့လျှို့ဝှက်စခိုင်းဒီဘက်မှာ sugar cane နေပြီးဒီတိုင်ကြီးကဘာကြီးလဲကျွန်တော်မှတ်မိတော့ဒီမှာ mineral လေးရှိမယ်ကဲဒီကကျွန်တော်တို့ရွာကိုထည့်သွားကြည့်လိုက်အောင်ဒီမှာ EXP file ရှိပါမယ်ရအောင်ပြန်လွမ်းစရာကောင်းတဲ့အချိန်တွေပေါ့ဗျာကဲကျွန်တော်ရွာသွားတဲ့လမ်းမမိတော့ဘူးအဲ့လိုဒီထင်ကျွန်တော် fee မလာတော့စောတာ okay ဒီမှာတွေ့ပါပြီတိုင်လေးတွေပေါ့နော်ဒီတိုင်လေးလိုက်သွားလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ထန်းလုံးခံတက်ကြီးကိုရောက်မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာထန်းလုံးခံတက်ပြရပါလေရှစ်နောက်ပြန်ပြီဒီဘက်ကိုဖြတ်ရသေးရကွာဒီကောင်မေ့သွားတာထန်းလုံးခံတက်ဟုတ်တော့ဘယ်ရောက်သွားလဲမစိတ်ညစ်လာပြီကွာခုနတိုင်တော့ဘယ်ရောက်သွားလဲမသိဘူးတိုင်ပြောင်းနေပြီဆိုတော့အဲ့ဒါကိုပြောတာတိုင်ပြောင်းနေပြီ okay ဟိုမှာ
ဟိုဘက်ချမ်းပါကွာဒီ wall ကိုစော့ချင်တဲ့ brother အနေနဲ့ကျွန်တော် discussion ဖြစ်တယ်ပင် comment မှာဒီ wall download ရဲ့ link ကိုချပေးပါမယ်ကျွန်တော်တို့တွားနေမဟုတ်ဟာဟိုဘက်ချမ်းပေါ်မှာတိုင်ပြောက်နေဟုတ်တယ်ခုနကဝှေသားချတဲ့နာကိုတွားလို့ကျွန်တော်ထည့်တာပေါ့နော်ထဲတော့လိုက်မပြတော့အားလုံးပဲသိမယ်ထင်ပါတော်တော်ကြီးစုပ်ပြတ်တော့အောက်ပိုင်းဆိုလို့ရှိရင် diamond နေအောင်တွေ့ခဲ့သေးတယ်အမ okay ဟိုမှာတိုင်ရတော်သွားရတာပဲရွာကိုထန်းလုံးခတ်တက်ကိုချက်နေတော့ဘုမစပေါ်နေကဲကျွန်တော်တို့ထန်းလုံးခတ်တက်ကြီးကိုရောက်ပြီဖြစ်ပါတယ်အရဲဟိုမှာကျွန်တော်တို့ကြီးကျယ်ခမ်းနားလာတဲ့ထန်းလုံးခတ်တက်ကြီးပေါ့နော်ကဲကျွန်တော်ကြွညာရေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်brother တို့ကကျွန်တော်တို့ YouTube မှာ video လုပ်ရှင်တယ်ဒါပေမဲ့ thumbnail တွေမလုပ်တတ်ဖြစ်နေပါသလားစိတ်မပူပါနဲ့ဒီ brother စီမှာဆိုရင်တော့ဒီလိုမျိုး high quality တဲ့ thumbnail တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ဈေးနှုန်းကတော့ brother တို့လုံးမဲ့ thumbnail ပေါ်မူတည်ပြီးကြားတက်မှာဖြစ်ပါတယ်ဗျဆက်သွယ်ခြင်းတော့သူ channel လေးကိုပင် comment မှာချပေးထားပါမယ်ဗျကဲဆိုတော့ video လေးကိုဆက်လိုက်ရအောင်လုံးဝမေးလို့မရတဲ့အချိန်တွေပေါ့ဗျာဒီမှာခွေးလေးနှစ်ကောင်မင်္ဂလာဆောင်ပြည့်နေရဒီမှာ ender dragon ဥတွေပဲနဂါးမေယူပြောခဲ့တာငါမင်းရဲ့သားလေးကိုကောင်းကောင်းဆောက်ရှောက်ပါမယ်ကွာဆိုပြီးတော့ဟုတ်ပါတယ်ဟို fan ကိုတည်ရကျွန်တော်တည်ပြီ iPhone ဟိုလေး villager တွေကိုလူပြန်ဖြစ်အောင်လုပ်ပြီးဈေးရှုံအောင်လုပ်တာလေဟာဟိုမှာမြန်မာ crafter ရဲ့ရှုပ်ထူကြီးကျွန်တော်ဒီဝေါမှာဘာမှလည်းမထိပါဘူးဘာမှလည်းမကင်ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းတစ်ခုပြည့်စည်သွားလို့ရှိရင်ပြတ်နိုင်မှာဆိုလို့ပါဟိုနားလေးမှာ villager outpost ရှိပါတယ် ဒီမှာ villager outpost ပါ villager ရောပြန်ရောက်နေပြီကဲကျွန်တော် nether wall ကိုလိုက်ပြရင်ကောင်းအောင်လားကဲပြမယ်ဗျာ nether wall ကိုတွားကြတာပေါ့ဒါဆိုလဲပြောလို့ရှိရင်မြန်မာ crafter စောတဲ့ဟိုတော်တော်လေးကို spawn တာကောင်းတယ်ပေါ့နော် IK ခါတော့ဒီမှာပါ okay ကျွန်တော်ဒီလို series တွေလုပ်ချင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဖုန်းကခင်းနေပါတယ်ဒါကြောင့်မလို့ကျွန်တော်မလုပ်နိုင်ပါဘူးကျွန်တော်ဘာလို့မလုပ်နိုင်လဲဆိုတော့ကျွန်တော်ဖုန်းကခင်းနေရဗျာခင်းနေတော့ကျွန်တော်နိုင်အများကြီးအချိန်မပေးနိုင်ဘူးအချိန်ပေးလို့ရှိရင်ကျွန်တော်ဖုန်းကခင်းပြေသွားတယ်သွားရောဒါကြောင့်မလို့ကျွန်တော်မလုပ်နိုင်ပါဘူးအားလုံးတောင်းပန်ချင်ပါတယ်ကျွန်တော်တရက်ချင်းတင်ဆိုလို့ရှိရင်တော့တင်လို့ရပါတယ်ဒေး100တော့ဘာလို့တော့မလုပ်နိုင်ပါဘူးကျွန်တော်ကဲဒါလှေနဲ့သွားတဲ့နေရာဘေးနာဟုတ်တယ်ကဲကျွန်တော်မတက်ရပြီတော့ကျွန်တော်သိပြီ Ocean Monument ရရှိသေးတယ်ဒီဟိုနားမှာဟုတ်တယ်အဲ့နေရာလည်းသွားပြီးမှကဲဒါကတော့သူ over ကိုပြင်တဲ့နေရာပေါ့နော်ပြီးလို့ရှိရင်ဒီနားမှာဟိတ်ဘာဖြစ်တာ shift okay ပြီးဒီနားမှာပေါ့နော်ကျွန်တော်တို့ဒီ Ocean Monument ကိုသွားတဲ့နေရာရှိပါတယ် okay wait sorry check this spawn ရပါ wait ဒီဘက်ကဲရှိမှာကျွန်တော် land တစ်ခုထပ်တွေ့ပါတယ် okay ဒီတိတ်သွားမယ်ထင်တယ်ဟုတ်တယ်တိတ်ကြီးပဲနေသားရဲ့အတန်လည်းချက်တက်ပြီးဆိုရင်တော်တော်ကြောက်ဖို့ကောင်းပါတယ်ဒီမှာ zombie pig လေး zombie pig လေးကြားလို့ပြောတော့မလို့ zombie pig လေးကြားမှမရှိတာကဲဒီရောက်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Ocean Monument ကိုတွားတဲ့နေရာကိုတွေ့ရမှာဖြစ်ပါတယ်ကဲခဏလေးကြားရပါကျွန်တော်မမီတလောက်တော့ဒီ Ocean Monument မှာသူအကုန်တက်ခဲ့တယ်ဟုတ်တယ် Minecraft အကုန်တက်ခဲ့တယ်ဆေးရအောင်လုပ်ခဲ့သေးတယ်ရောက်ထဲမှာကြာခိုင်တဲ့ဆေးတွေဒီနေရာမှာတက်နေပေါ့နော်တော်တော်ကြာပါတယ်ကဲဒီမှာ crafting table လေးပါချထားသေးရပေါ့နော်အရှိမတော့မြင်တွေ့နေရတဲ့အတိုင်းပဲ Ocean Monument ကြီးဖြစ်ပါတယ်
ဟာမြန်မာ crafter ရဲ့အရေးချိန်တွေကိုပြန်လွှမ်းလိုက်တာဗျာကျွန်တော်ပြောပါမယ်ကျွန်တော်မြန်မာ crafter ရဲ့ဗီဒီယိုတွေကိုကဲ Ocean Monument ယူထဲထဲကိုဝင်လိုက်ပြီဆိုတာနဲ့ဘာကောင်းမှမရှိပါဘူးဘာလို့ဆိုမြန်မာ crafter ကိုအသက်ထားလို့ပေါ့နော်ကဲဆိုတော့ဒီလောက်ပဲကြည့်ကြပါတော့ဗျာဘာမှလည်းမထူးစမ်းမရှိဘူးပြီးတော့ဒီဟာကိုဖောက်ပြီးတော့မြန်မာ crafter အပေါ်ပြန်ထွက်ခဲ့တာလေကဲဒီမှာပါဒီရောက်ထဲကိုဝင်သွားလို့ရှိရင်အော်ဟုတ်တာဒီကောင်တွေတော့စပွန်ပါပဲကဲဒီအောက်ကိုဝင်ကြည့်လိုက်မယ်ဟိုကောင်ကြီးတွေပြန်စပွန်နေတော့ဒုက္ခပဲကျွန်တော်ထင်တယ်မစပွန်တော့ပါဘူးဟုတ်တယ်မစပွန်ကဲဒီထဲကိုဝင်လိုက်မယ်ဆိုရင်ဘာရှိလဲဟုတ်ဘာမှမရှိအေးဘာလို့ရှိမှာလဲကဲဆိုတော့ကျွန်တော်ပေါ်ပြန်တက်ကြတာပေါ့โอเคနားပြန်တက်ရမှာကွာ bro ကျွန်တော်ဒီဗီဒီယိုပြီးလို့ရှိရင်နောက်ထပ် Pillar Craft တို့ Bro Nicky တို့ရဲ့ဘာလဲမေ့သွားလို့ sorry တုတ်ကြီးတို့ရွာတုတ်ကြီးတို့ရွာအဲ့လို wall တွေလဲစောရမလားဆိုတော့အောက်က comment မှာဝင်ရောက်မှတ်သွားလို့ရပါတယ်ကျွန်တော် wall တွေရှာတွေ့ရင်တော့ဆော့ပေးပါမယ်ပြီးတော့နောက်ထပ်ဘာဗီဒီယိုတင်ဆက်ခြင်းလဲဆိုတာလဲ comment မှာပြောသွားလို့ရပါတယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာ quality ကောင်းကောင်းနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ channel လေး like and subscribe လုပ်ခဲ့ပေးပါဦးကဲဆိုတော့အားလုံးပဲ bye bye I should fuck